မိမိလျော်ရောနဲ့စိတ်ရှိတိုင်းပျော်ပါပြီးနော်ကာမဂုဏ်ရမဆိုးတွေနဲ့ဒီထဲမှာပဲကာမဂုဏ်ရမဆိုးထဲမှာပဲအချိန်ကုန်ပြီးတရားဓမ္မအသည့်တွေမရှိလိုက်ဘူးဆိုလို့ရှိရင်ဘဝနိမွန်းပြောက်ွယ်သွားတဲ့ဘဝမျိုးရောက်သွားအောင်မှာပဲဖြစ်တယ်ပေါ့ဒီရရှိထားတဲ့အခွင့်အရေးလေးတွေကိုလက်မလွတ်စေပဲကြိုးစားအထောက်အောင်ပါတတ္တလောကကြီးမှာတူငါသရဝါတွေမြောက်များစွာရှိတဲ့ထင်တယ်လူသားအဖြစ်နတ်အဖြစ်မြမအဖြစ်ပေါ်ထင်းလာဖို့ဆိုတာအမတန်ခဲတယ်လို့ပြောတိရစ္ဆာန်လောကမှာပဲပျောက်ကွယ်ငိုလျိုနေတာတွေတို့ကြိတ်ကြဘဝမှာပျောက်ကွယ်ငိုလျိုနေတာတို့ငရဲကြပြီးတော့ပျောက်ကွယ်ငိုလျိုနေတဲ့သရဝါတွေမြောက်များစွာရှိတယ်အဲမြောက်များစွာရှိတဲ့ထက်ကဘုန်းကြီးတို့တွေလူဘဝရောက်ပြီးတော့ပေါ်လွင်လာတာကြီးမားတဲ့အခွင့်အရေးကြီးတစ်ခုဖြစ်တယ်ဆိုတာမမေ့ချဖို့လိုအပ်တယ်အကွယ်ကြီးကမိမိလျော်ရော့နဲ့ရရှိထားတဲ့ဘဝအခွင့်အရေးကြီးတစ်ခုကိုပျော်ခြင်းပါခြင်းအာယုံ၅ပါးကာမဂုဏ်တရားတွေနဲ့သာသုံးချပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုမျက်ကွယ်ပြုထားမယ်ဆိုလို့ရှိရင်ပျောက်ကွယ်သွားတဲ့အနေအထားမျိုးတွေဘဝဆိုးတွေနဲ့ဂျုံတွေ့နိုင်တယ်ဆိုတာကိုတတိချကြရမှာဖြစ်တယ်ပေါ့အမှတ်တမဲ့မနေကြဘူးရသော်ဘုရားကဆုံးမဩဝါဒပေးတယ်မနုဿတ္တဘာဝလူဘဝရဖို့ဆိုတာမတမခဲနေလူဘဝရလာပြီဆိုလို့ရှင်အခွင့်အလန်းတွေကအမတမပွင့်လန်းတယ်ပေါ့လူဘဝဟာကောင်းတာလုပ်ဖို့လဲအခွင့်အလန်းပွင့်လန်းလာတယ်တိရစ္ဆာန်ဘဝပြိတ္တာဘဝငရဲဘဝဆိုတာဘာအခွင့်အလန်းမှမရှိဘူးနော်စဉ်းစားကြည့်ကိုမျက်စိအောက်ကတိရစ္ဆာန်လေးတွေကြည့်အခွင့်အလန်းဆိုတာဘာမှမရှိဘူးမရှိတဲ့ဘုံဘဝတချို့တိရစ္ဆာန်တွေဆိုရင်အမှောင်ထဲမှာပဲနေပြီးအမှောင်ထဲတည်သွားတဲ့တိရစ္ဆာန်တွေမြေကြီးတွေကတီကောင်တွေပဲကြည့်နော်အမှောင်ထဲနေမှောင်ထဲရေတွေကငါးတွေဘလောက်များသလဲဆိုတာစဉ်းစားကြည့်လူလောကမှာအလင်းရောင်ထဲမှာပေါ်ထွက်လာပြီးတော့အသိဉာဏ်ရှိတဲ့သရဝါဖြစ်ဖို့ဆိုတာလွန်ခဲတယ်အဲ့ဒီမဲ့မနုဿတ္တဘာဝဒုံလဘောလို့မြတ်စွာဘုရားလူဘဝရဖို့ဆိုတာတမခဲနေခဲနဲ့လူဘဝရလာတဲ့အခါမိမိလျော်ရောနဲ့စိတ်ရှိတိုင်းပျော်ပါပြီးနော်ကာမဂုဏ်ရမဆိုးတွေနဲ့ဒီထဲမှာပဲကာမဂုဏ်ရမဆိုးထဲမှာပဲအချိန်ကုန်ပြီးတရားဓမ္မအသည့်တွေမရှိလိုက်ဘူးဆိုလို့ရှိရင်ဘဝနိမွန်းပြောက်ွယ်သွားတဲ့ဘဝမျိုးရောက်သွားအောင်မှာပဲဖြစ်တယ်ပေါ့အဲ့လိုဘဝမျိုးရောက်သွားလို့ရှိရင်ဘယ်လိုလုပ်ပြီးတော့အကောင်းနဲ့ဆိုအကြောင်းအကျိုးသိနိုင်စွမ်းရှိမလဲလူဖြစ်တာတောင်မှပဲကြည့်မြတ်ဗုဒ္ဓရဲ့အဆုံးအမသာသနာတော်ကိုတွေ့ကြုံရတဲ့ပုဂ္ဂိုလ်တွေထိုတွေ့ကြုံရတဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းပဲတရားဓမ္မနာခွင့်ရတဲ့ပုဂ္ဂိုလ်တွေမိမိတို့ဘဝအခြေအနေကြောင့်တရားနာလိုတဲ့စိတ်ဆန္ဒရှိလို့တရားဓမ္မနာခွင့်ရတဲ့ပုဂ္ဂိုလ်တွေဆိုတာအလွန်ကိုနေတယ်အလွန်နေတဲ့ထဲမှာဒုရတွေပါတယ်ဆိုတာစိတ်ထဲမှာဝမ်းသာကြည်နူးမှုဖြစ်ပြီးဒီရရှိထားတဲ့အခွင့်အရေးလေးတွေကိုလက်မလွတ်စေပဲကြိုးစားအထောက်အမှာ